အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာ brother တယောက် promote လုပ်ပေးလိုက်ပါတယ်သူ့ရဲ့ creation ရဲ့ finish ရဲ့ live ကိုယူလိုက်ပါတယ်ကျွန်တော်ဒီနေ့ video လေးမှာတော့ creation fruit စားပြီးတော့ကွက်တွေအားလုံးပွင့်အောင်ကျွန်တော် farm ရအောင်မှာဖြစ်ပါတယ်အဲ့ဒါ video လေးကိုအဆုံးထိလိုက်ကြည့်ပေးလိုက်ကြအောင် let's goအားလုံးမင်္ဂလာပါကျွန်တော်ကတော့ခုနပြောရတဲ့အတိုင်းကျွန်တော်ကတော့ roll ဖြစ်ပါတယ်ခုနပြောရတဲ့အတိုင်းကျွန်တော် creation fruit စားရပါတယ်ခုတော့ကျွန်တော်တို့သူ့ရဲ့ scale ဖတ်တွေနဲ့ပြရမယ်ကျွန်တော် mystery နည်းနည်းဖန်ထားပါတယ်သူ့ scale ဖတ်တွေတော်တော်လှပါတယ်ဖတ်တွေအရင်မိုက်ပါတယ်ဒါဆိုရင် M1 လေးပေါ့ဒါတွေကကာလို့လည်းရပါတယ်နောက်တော့ဒါတွေကမိုက်တယ် brother ကြီးရှင်တော့ berry ရတဲ့ချားစီပဲဒါဆိုလက်တဲ့ဖတ်ဆိုရိုက်ချတာဒါလေးရမ်းမိုက်တယ်အဲ့တော့ရမ်းမိုက်တယ်ခုဆိုရင်တော့ဟိုမှာရှိရပေါ်တော့မှာရှိပါတယ်အဲ့မှာရှိရအဲ့ထဲမှာရှိပေါ်ပါပေါ်တော့စိတ်မကောင်းစွာဖြစ်မရှိခဲ့ပါဘူးအဲ့တော့ကျွန်တော်တခြားပုံတော့ပါမယ်ခုတက်မှာတော့ဂျရာမီပဲဖြစ်ပါတယ်ကျွန်တော်ဒီပေါ်လွယ်မှာပေါ့စတော့ပါပြီတလေကိုမင်းကြီးပေါ်ဆိုင်တောင်းမိတယ်မနေညာကလက်ချင်လေးတော့ပြန်မရဘူးနောက်ခုဆိုရင်တော့ဒီဘောတေတော့ပါမယ်နော်တေတော့ပြီဒါမဲ့နောက်တော့ skill ကိုစောပါဆို skill ရပွင့်နေလို့နောက်တော့တော့ဖန်ပါမယ်နောက်ခုဆိုရင်ဒီဘောတက်ပါမယ်နော်လူယောင်လို့ထင်မိဖြူစင်မဲ့တင်ပြီးရှိနေသမျှအကုန်ပုံပြီးချစ်ခဲ့တယ်ပြောချင်ရောက်ဆောင်သူချင်နာရောက်ဆောင်သူငါကိုကြိုက်လို့နေဆုံးဖြတ်နောက်ခုဆိုရင်တော့တေတော့ပါမယ်တေပါပြီနော်စီးရပွင့်ပါပြီအဲ့ဒီဖာရီဘလူးနေထားရှိမလဲဆိုတော့တုံးကြည့်မှာဖြစ်ပါတယ်လာlet's go တုံးကြည့်မယ်ဘလူးလေးတော့အိုးမိုက်တယ် brother ကြီးskin ဖာရီရမိုက်ဘောတော့ပုံလေးတော့ပုံလေးကိုကြောက်သွားတာရမ်းမိုက်ပါတယ်ခုဆိုရင်တော့နောက်တော့ဖန်ပါမယ်နောက်တစ်ခုပွင့်အောင်လို့ခုဆိုရင်တော့ဒီဘောတက်မှာဖြစ်ပါတယ်မြင်နိုင်အောင်လျှို့ဝှက်ထားတဲ့အချိန်အမြဲဝန်းတွေငါချစ်တွေမင်းလေးမသိအောင်ဟန်ဆောင်လေးညာရှိမဆုံးနိုင်အောင်ကြိုးစားရင်ငါနာကျင်နေပါပြီဘယ်သူမှမသိနိုင်တဲ့ငါချစ်တွေမင်းလည်းမသိဘူးလေတော့ခုဆိုရင်တော့ဒီဘောတေးရပါမယ်နောက်ဆုံးပါပုံမနောက်တော့73ခုပဲလိုတော့ပါတယ်နောက်ဆုံးပါ130ဆိုတော့နောက်ခုတော့နောက်တစ်ကောင်တော့တက်ပါမယ်နောက်ဒီကောင်တော့တက်လိုက်ရင်ရပါပြီဟုတ်တက်ပါပြီနောက်ဆုံး skill တော့ပေါ်ပါပြီမချစ်စီးစီးဆိုတော့မော်မျိုးနောက်တော့ခုတော့စားသုံးကြည့်ပါမယ်အိုးလက်ထဲမှာဘာတုံးလေးကန်ရအားလာတော့အိုး brother အများကြီးပဲရှင်တော့ထတော့ပုံမိုက်ရှင်တော့ဆိုအစိမ်းရောက်တိုင်းကြီး3ခုလား4ခုလားသိမေးအောင်မေးနေ ferry ရတော့အိုးတခုတင်နဲ့ teleport ရပါရမ်းမိုက်ပါ brother ကြီးအောင်ဖတ်နောက်ခုတော့ဖူးဖောက်မှာဖြစ်ပါတယ်ဘာဖြစ်ပါမလဲဆိုတော့မသိသေးပါဘူးခုဆိုရင်တော့စားဖောက်မှာပဲဖြစ်ပါတယ်
နောက်ခုနေလိုက်ပါပြီ random fruit ပါနောက်ပြီးပဲနှိပ်ပါရမယ်အောင်ဖော့ပါအောင်ဖော့ဘာဖြစ်ရမှာလဲအကျတော့ Oh my god မြစ်တက rocket ကြီးပေါက်ပါတယ် Oh my god ကျွန်တော်တစ်ခါမှလည်းမရဘူးပေါ့တစ်ခါမှလည်းမကင်ဘူးပေါ့ကျွန်တော်ဘာဖြစ်ရစားမယ်လို့ပြောတာလို့အဲ့တော့မှာမြစ်တက rocket ကြီးရှိနေရဖြစ်အဲ့တော့ကျွန်တော်ဒီမြစ်တက rocket ကြီးကိုဘာလို့ကောင်းမလဲဆိုပြီးတော့ဒါတော့ creation စားပြရ view လေးပဲဖြစ်ပါတယ်နောက်တော့ view တစ်ပုဒ်မှာကျွန်တော် grow က garden ဆော့ပြပါမယ်ဒီနေ့မှာပဲတင်ပါမယ်နောက်ပြန်ကြရင်လည်းတခြား fruit ထပ်စားပြပါမယ် view လေးကိုဆုံးကြည့်ပါပါကျွန်တော်တို့ကျေးဇူးတင်ပါတယ်ကျွန်တော် view လေးကို like and subscribe လုပ်ခဲ့ပေးကြပါအောင်အဲ့ဆိုရင်အားလုံးပဲတက်တာပါ